တကယ်လို့မိတ်ဆွေက Aquarius ကြောက်ကိုရည်စားတော်တော့မယ် Aquarius ကြောက်ကိုသဘောကျနေပြီဆိုလို့ရှိရင်သူတို့ရဲ့တိထားတဲ့အကြောင်းလေးတွေရှိတယ်ဗျမဟုတ်လို့ရှိရင် friend zone တွေပဲရောက်သွားသလိုလို့ coach ခံလိုက်ရတယ်လို့အဲ့လိုခံစားရပါလိမ့်မယ် Aquarius တွေကအမှန်တော့ red flag လို့မထင်ရတဲ့ silent red flag တွေဗျသူတို့ကကိုယ်ပိုင် space လိုအပ်ချက်တော်တော်ကြီးတဲ့သူတွေသူ့ရဲ့ချစ်သူပါတနာချွဲခြင်းနဲ့ romantic ဆန်ခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးတီတတာအဲ့လိုမျိုးစီစီကက်ကက်နေခြင်းတဲ့အခါမျိုးမှာဆိုရင် Aquarius ကအများနဲ့အဲ့လိုမျိုးလုံမပေးနိုင်အောင်နောက်မှလည်းကိုယ်ပိုင် self time ဆိုတာရှိတယ်အဲ့လိုမျိုးတခုခုဝါသနာပါတဲ့ဟာအမှုပညာပဲဖြစ်ဖြစ်ပါဘာဖြစ်ဖြစ်ပေါ့နော်အဲ့လိုချေးပြီးတော့နေမယ်ဗျာသိရမှာCapricorn တွေလိုမျိုးအလုပ်ကြိုးစားပြီးတော့ချစ်သူကိုလုံးဝမေ့သွားတယ်ပြစ်ထားတယ်အဲ့လိုမျိုးလည်းမဟုတ်ဘူးသူတို့ရဲ့ partner နဲ့သူတို့ရဲ့ဂျာမှာ distance တခုတော့ထားတတ်ကြတယ်အဲ့လိုမျိုးနောက်ပြီး Aquarius တွေကချစ်သူကိုလည်း best friend လို့ဆက်ဆံတတ်သေးတယ်ဗျပြောတာကြားလိုက်ပြီးရင်းနှီးသွားပြီဆိုလို့ရှိရင်ချစ်သူလို့သိမထင်တော့ဘူး best friend တွေလို့အချစ်ဆုံးတငယ်ချင်းတွေလို့ဖြစ်သွားတတ်တယ်ရေးစားတယ်ဆိုလို့ရှိရင်ရေဘူးတော့ဝယ်ပေးလိုက်မယ်ဒါပေမဲ့အဖုံးဖွင့်ပေးမယ်အဲ့လောက်ထိ romantic ဆန်မဲ့အဆင့်ထိမရောက်ဘူးမုတ်ဆိုင်နဲ့နှကန်းပေးသွားလို့ရှိရင်လေ tissue ကန်ပေးလိုက်တယ်တုပ်ပေးတယ်ပါညာအဲ့လောက်ထိအဆင့်ထိကိုမရောက်တော့ဘူးပေါ့နော်မချစ်တတ်တာလားဆိုတော့မဟုတ်ဘူးချစ်တတ်တယ်ဒါပေမဲ့ romantic ဆန်တဲ့အဆင့်ထိမရောက်တာဗျာအဲ့တော့တစ်ဖက်ပါတနာနင်းငါ့တို့ကချစ်သူရောဟောရလားနင်းငါ့ကိုချစ်ရလားအဲ့လိုမျိုးပြန်မေးလာရတဲ့အဆင့်ကိုရောက်တယ်ဗျ Aquarius တွေကအမှန်တော့ fake မလုပ်တတ်တာဗျအပိုတွေသိမလုပ်တတ်ဘူး fake မလုပ်တတ်ဘူးအဲ့ဒါကြောင့်ကိုယ့်ရဲ့ချစ်သူကိုအရင်စိတ်ပိုင်တော့ romantic ဆန်ဆန်ပေးလိုက်မယ်ဒါပေမဲ့ဟိုတာဝန်ဝတ္တရားအရာအဲ့လိုမျိုး romantic ဆန်ကခေါင်းထဲသိမထည့်တော့တာဗျအဲ့လိုမျိုးပြီးတော့တကယ်လို့ပေါ့ချစ်သူကစိတ်ထိခိုက်နေတယ်ဆိုရင်တော့မှ solution အရင်ရှာတယ်အဖြေအရင်ရှာတယ်ဗျဘယ်လိုမျိုးအရင်နှိမ့်သက်ရမလဲဆိုတဲ့အချက်ကိုသူတို့ကြော်သွားတယ်အမှန်တော့သူတို့က fake မလုပ်တတ်တာဟန်ဆောင်မှုကင်းတယ်ပေါ့ဗျာတကယ်လို့ Aquarius ကတော့ခင်ဗျားကိုတကယ်ချစ်တယ်ဆိုလို့ရှိရင်တော့သူပြောင်းလဲပေးနိုင်ပါတယ်သူတို့တကယ် reflex ဆန်သွားပြီဆိုရင်တော့ဗျာငါကဒီလိုပဲလုံးဝမပြောင်းပေးလဲဘူးအဲ့လိုမျိုးဆိုရင်တော့အဲ့ဒါ reflex ကိုယ့်ရဲ့ခံစားချက်ကိုလုံးဝလစ်လျူရှုတယ် ignore လုပ်တယ်လုံးဝအေးဆက်သွားတယ်ဗျာဒါမျိုးဆိုရင်တော့ဒါ Aquarius ကခင်ဗျားကို reflex ဆန်တဲ့အခြေအနေရောက်သွားပြီအဲ့လိုပြောလိုက်လို့ Aquarius တွေကိုရှောင်းအောင်လားဆိုတော့ကျွန်တော်ရှောင်းခိုင်းနိုင်မဟုတ်ပါဘူးသူတို့နဲ့တွဲမယ်ဆိုလို့ရှိရင်ကြိုပြီးတော့သိအောင်ပြပြတာပါသူတို့ကတကယ်တော့ကောင်းပါတယ်Aquarius ကပေါ့နော်သူက emotional independent type ဗျာအဲ့ဒါကြောင့်အရင် emotional sensitive ဖြစ်တဲ့ type မျိုးနဲ့သူနဲ့တော့တိတ်ပြီးတော့တွဲလို့တော့ဖြစ်မှာမဟုတ်ဘူးဗျတကယ်လို့သူ့ကို space ပေးနိုင်တယ်ယုံကြည်မှုပေးနိုင်တယ်ဆိုလို့ရှိရင်တော့သူနဲ့တွဲလို့ရတယ်သူကလည်းတကယ်ချစ်ရင်တော့နည်းနည်းချင်းစီသူပြောင်းလဲပေးလာနိုင်ပါတယ် Aquarius မှာကောင်းတဲ့ချက်တွေလည်းအများကြီးရှိတယ်ဗျသူတို့ချစ်သူကိုအရင် control မလုပ်ဘူးlong term vision ရှိတယ်ဗျရည်မှန်းချက်လည်းကြီးတယ် fake မလုပ်ဘူးချစ်ရင်ရှိတယ်မချစ်ရင်မရှိဘူးအဲ့လိုမျိုးအရင်ဟန်မဆောင်ဘူးဗျအဲ့ဒါကြောင့်လည်းသူတို့ romantic တိတ်မဆန်ဘူးလို့ထင်ကြတယ်အမှန်တော့သူတို့ကတိတ် fake မလုပ်တတ်တာဟန်မဆောင်တတ်တာပေါ့နော်အဲ့ဒါကြောင့်mature relationship ပုံစံမျိုးဆိုရင်တော့ရတယ်တစ်ဖက်ပါတနာကလည်းရင်းချက်မှုရှိတယ်နှစ်ယောက်သားအဲ့လိုမျိုးတွဲမယ်ဆိုရင်တော့ရေရှည်လေးနဲ့လုံးဝကြိုက်တယ်ဗျနောက်ထပ်ဘယ်လို sign တွေကိုကျွန်တော်ဘယ်လိုမျိုးပြောပြပေးအောင်မလဲဆိုတာကိုသိချင်တယ်ဆိုလို့ရှိရင်တော့ page ကို follow လုပ်ခဲ့လို့ရပါတယ်ကျွန်တော်ကတော့ဘုံပြပြအောင်ဖြစ်ပါတယ်ဗျ